ဒီနေ့ကတော့ပယံမလေးမလို့ကျမတို့ကအိမ်မှာတလာပေါ်ဟင်းကိုချက်စားမယ်အဲ့တော့တလာပေါ်ဟင်းချက်ဖို့အတွက်ကိုအိမ်မှာချက်စားတဲ့ဆန်ကိုရေးဆေးလိုက်တာပေါ့နော်ရေးဆေးပြီးတော့ခုလိုလေးလော်ပါတယ်ဆန်လေးညီရဲလာတဲ့အထိအောင်လော်ပါမယ်ရှင်ခုဆိုရင်တော့တလာပေါ်ဟင်းချက်ဖို့အတွက်အသီးရွက်လေးတွေကိုလှီးပြီးတော့အစင်းလေးပြင်ဆင်ထားပါတယ်မြင်လေးတွေကိုပြုတ်ပြီးတော့ဆေးထားတယ်ပဲသီးရယ်စူပုပ်ရွက်ရယ်စက်သွန်ဖြူကိုတပြားရိုက်ပြီးတော့ထားတယ်စပင်တွေကတော့ပြီးမှပြီးမယ်ပေါ့နော်စက်သွန်အနေကိုလေချမ်းခွဲထားတယ်ရုံးမြေသီးကတော့ချဲမှဆိုလို့ဒီတိုင်းအတောင်းလိုက်ပဲထည့်တော့မယ်ဘူးညွန့်လေးရယ်ပေါ့နော်မှုကတော့ဝယ်လာပြီးတော့လေထားတာနည်းနည်းဟိုဖြစ်သွားတော့မှုတော့အခုတစ်ခါမပါတော့ဘူးပေါ့နော်ဟုတ်ခုစားချက်ပါတော့မယ်ရှင်ခုဆိုရင်ဆန်လော်ထားတာလေးတွေကရဲပြီးတော့မှုလာတဲ့အတွက်ကြောင့်မလို့ blender နဲ့ချိန်ပါမယ်ဆန်လေးတွေကိုချိန်ပါမယ်ခုစားချက်ဖို့အတွက်စက်သွန်ဖြူရဲ့စပလင်ရဲ့လိထားတာလေးကိုထည့်ပါမယ်စက်သွန်အနေလေချမ်းခွဲထားတာလေးကိုထည့်ပါမယ်ခုပဇွန်လေးတွေကိုပေါ့နော်စားစနင်းညံပြားရေးညနေထားပဇွန်လေးတွေကိုပဇွန်ကများသွားရရှင်တကီလိုဝယ်တာအကုန်ထည့်လိုက်မိလို့ဖြစ်သွားအခုပဇွန်လေးတွေပါထည့်ပြုတ်ပါမယ်အခုပဇွန်လေးတွေကိုယ်ပြီးတော့နူးလာပြီဆိုတော့အသီးရလေးတွေထည့်တော့မယ်ပေါ့နော်အခုပဲသီးလေးကိုအရင်ထည့်မယ်အခုငပိကိုတော့ပေါ့နော်ငပိထောင်ထားတာလေးကိုထည့်ပါမယ်ဆက်ဆက်လေးလို့ကျင်တော့ပါခုဆိုရင်ပဲသီးလေးနည်းနည်းလေးအရောင်ပြောင်းလာပြီဆိုတော့ရုံးပရိသီးနဲ့မြင့်နယ်ကိုထည့်ပါမယ်ပိုးတောင်ကျက်ပြီးတော့နှစ်အိုးခွဲရမယ်ထင်တယ်ဒီထည့်ပါမယ်ခုရုံးပရိသီးတွေရောအကုန်လုံးနူးလာပြီဆိုတော့ညစ်တွေရောနူးလာပြီဆိုတော့ဘူးညွန့်လေးထည့်ပါမယ်ဒီမှာလေးနှစ်အိုးခွဲလိုက်ရတယ်ညာလို့ဒီဘက်အိုးကတော့မပွက်သေးတော့ဒီဘက်အိုးကိုဘူးညွန့်ရင်ထည့်မယ်ပေါ့နော်ပြီးတော့မှဟိုဘက်အိုးကိုဘူးညွန့်ထည့်မယ်အခုဒီဘက်အိုးကနည်းနည်းလေးအရွက်တွေနူးလာပြီဆိုတော့ရေလေးနည်းနည်းထည့်ပါမယ်ဒီကစားတော့အားလုံးပြီးမှပဲညီးပြီးတော့လိုအပ်တာထည့်မယ်ပေါ့နော်ခုဆန်လောင်မုံလေးကိုနှစ်အိုးခွဲရမှာဆိုတော့ကျမဆန်လောင်မုံကိုနေအိုး6ကနေမှထည့်တယ်တော်ညလို့ရှိရင်လေအရင်ပြစ်သွားမှကြောက်ဟိုဘက်အိုးကြနေနဲ့ချန်ထားရပေါ့နော်ပြီးတော့စူပုပ်ရွက်နဲ့ငရုတ်သီးလေးလည်းထည့်ပါမယ်စူပုပ်ရွက်ကိုတဝက်ထည့်မယ်ဟိုဘက်အိုးကြနေနဲ့ချန်ထားမယ်ငရုတ်သီးကိုလည်းတဝက်ကျော်လောက်ထည့်မယ်ပေါ့နော်အားလုံးပြီးရင်တော့မှွေပြီးတော့ဖုံးအောင်ထားလိုက်ပါမယ်ကျမတို့အရသာမြည်ကြည့်လိုက်တော့လေတော်တော်လေးကိုပေါ့တယ်ဆိုတော့စားရငပြားကြီးဘာမှထည့်ရသေးဘူးအဲ့တော့ခုစားလေးနဲ့ငပြားကြီးလေးနဲ့ထည့်ပါမယ်နည်းနည်းကြီးစီထည့်ပြီးတော့မှမြည်ကြည့်မယ်ပေါ့နော်တော်ညာငယ်အောင်လို့ဆိုတော့ခုနကတော့ချက်ထားတဲ့အိုးကတော့ချလိုက်ပြီပေါ့နော်ဒါနောက်တော့အိုးချက်တာပါနောက်တော့အိုးကလည်းခုအိုးချပါတော့မယ်ဒီလိုမျိုးလေးပေါ့နော်အရသာလည်းမြည်ကြည့်ပြီးသွားပါပြီအရသာလည်းအနေတော့ပါပဲပဇွန်နည်းနည်းများတော့ချိုလေးပဲစားလို့ရမ်းကောင်းပါတယ်စားကြပါအောင်ရှင်ဒါလည်းဟင်းလေးပါရှင်